ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် channel မှာကြည့်ရှုနေတဲ့ဒေါ်လာမိဘပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ channel လေးမှာဒီ channel ဆိုတာကျွန်တော်အခုမှ channel လေးရဲ့ပြစ်ထားတာတော်ကြာပြီပေါ့နော်အခုဒီ channel လေးမှာပြန်လည်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ချစ်တဲ့ညီကိုမောင်မမိသားစုတွေမရောက်အားပေးပါအောင်လို့လည်းပြောချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုဟာသားတွေပါမယ်နော်ဘုသူဒ္ဓတွေပါမယ်အစုံပေါ့နော်အဓိကတော့ကျွန်တော်ဟာသားတွေနဲ့ဒီမတရားမှုတွေအတွက်မတရားမှုတွေလုပ်နေတဲ့ဒီစစ်အာဏာရှင်တွေကိုတော်လှန်တဲ့ဟာရယ်ပြီးတော့ယူဒနာဟာသားတွေရယ်တော်လှန်ဟာသားတွေရယ်ကျွန်တော်ဘောင်းဆောင်တင်ဆက်ပြီးမှဖြစ်ပါတယ်ကျွန်တော်အခုတော့လက်ရှိကျွန်တော်ဘာတွေလုပ်နေလဲဆိုတော့နောက်ပိုင်းကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုတော့လောလောဆယ်ကျွန်တော်တင်ဆက်ပေးစီရတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ပထမတစ်ခါတော့ကျွန်တော်လူရှင်တော်ဘောမဒိန်းအောင်အကြောင်းတင်ဆက်ထားတာဖြစ်ပါတယ်ဒီတစ်ခါတော့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့တော်လန်ရေးမှာပြည်သူနဲ့တသွေးတသားလည်းရှိခဲ့တဲ့ကျွန်တော်ရဲ့အကူဟာတလူရှင်တော်အရက်ထဲကဆက်ဖြဲလို့အမည်ရပါတယ်သူကတော့အခုဘာတွေလုပ်နေလဲဆိုရင်တော့တော်လန်ရေးမှာပြည်သူနဲ့တသွေးတသားလည်းရှိပြီးတော့เนาะအမှန်တရားကိုရက်တည်နေတာဖြစ်ပါတယ်အဲ့အတွက်သူ့ရဲ့အကြောင်းလေးကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်လောလောဆယ်မှာကျွန်တော်မြန်မာနိုင်ငံမှာအခုနာမည်ကြီးနေတဲ့မင်းသားတွေပေါ့နော်ဒီပြင်မင်းသားတွေအများကြီးရှိပါတယ်ဒါကလည်းခွတ်တို့ပေါ်နေအောင်မြင်နေတဲ့မင်းသားတွေဖြစ်ပါတယ်ဘာလို့ကျွန်တော်ကအဲ့လိုပြောရဲလဲဆိုတော့ကျွန်တော် channel မှာကြီးစုနေဒေါ်လာမိဘပြည်သူများသိအောင်ကျွန်တော်ပြောပြတယ်ကျွန်တော်တစ်ချိန်တော့ဟာတလူရှင်တော်အခုလည်းကျွန်တော်ဟာတလူရှင်တော်ပါပဲအဲ့တော့ကျွန်တော်ကဒီမင်းသားတွေအကုန်လုံးနဲ့ကျွန်တော်ကခဲ့ဘူးလေကျွန်တော်အခုဒီကာလမှာတော့ကျွန်တော်အမှန်တရားဘက်မှာရက်တည်ပြီးတော့မပတ်သက်တဲ့သူတွေကျွန်တော်မပတ်သက်ဘူးမပေါင်းတဲ့သူတွေကျွန်တော်မပေါင်းလို့စကားတော့ထည့်မပြောပါဘူးအဲ့တော့တော်လိုင်းဘက်မှာရက်တည်လာတဲ့လူရှင်တော်တယောက်ကနော်ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ဟာတွေကိုဆက်မြောင်လေးနဲ့ဆိုထားပြီးတော့ခင်ဗျားတို့အခုဟိုဘာလဲမြင်းဆိုလားဟလားနော်ကျွန်တော်ကတော့တိတ်တော့မပြောချင်ဘူးဆိုတော့ကျွန်တော်နဲ့အတူတူအရင်နဲ့အတူတူကခဲ့တဲ့ညီတွေမို့လို့ပြည်သူနဲ့တသွေးရမရှိတဲ့လူတွေတော့ကျွန်တော်ရန်ကပြက်ပါတယ်အဲကြောင့်ကျွန်တော်တိတ်မပတ်သက်တော့ဘယ်သူနဲ့မှအခုတော့အဲ့ဒီမင်းသားတွေထက်ဖိုးချစ်စွမ်းစားနီဟန်စာမိုးဝဲနာရာနော်ရေမြင်းတို့ပါနာထားနော်ဆိုင်ရီမိုးတို့နာရာဒီတခါကျတော့ဘလောက်ချောတယ်ဘလောက်လှတယ်ဆိုတော့မင်းသားတယောက်နဲ့မိတ်ဆက်မှာအခုလောလောဆယ်တော့အရင်ကြည့်လိုက်ပါဦးအဲ့မင်းသားမိတ်ကလူးနေတာလေးပဲအရင်ကြည့်လိုက်ပါโอเคဟုတ်ကဲ့ခင်ဗျာအားလုံးမြင်တဲ့အတိုင်းပဲမင်းသားတော့မိတ်ကလူးနေပြီနော်ဒါပေမဲ့ဘော်လီတော့မဝတ်ထားဘူးအဲ့တော့မင်းသားမိတ်ကလူးနေပြီမကြခင်မှာဘလို့တွေနဲ့ပြောပြီးတင်ဆက်မလဲဆိုတာကြည့်ရင်နေမလားကျွန်တော်လည်းကြည့်ကျင်နေပြီကျွန်တော်လည်းကြည့်တော့ကြည့်ယူလိုက်ဒါပေမဲ့သဘောကျလို့မင်းချစ်တဲ့မိသားစုတွေတင်ဆက်ပေးတာနော်အဲ့တော့မင်းသားဘာဆိုထားလဲဆိုတော့ကျွန်တော်နားထောင်တာနော်ဘာဆိုထားလဲဆိုတော့ကျွန်တော်တို့မန္တလေးကနော်ဦးသိန်းစောပေါ့နော်ဦးသိန်းစောရဲ့တချင်းကိုဘလို့ဆက်မြောင်နဲ့ဆရာမောင်မိုးပွင့်ရေးကြီးကရေးဆက်ထားပြီးတော့
တီဆိုထားတော့ရတဲ့အဆက်ပြဲဖြစ်ပါတယ်အကလှမင်းသားချောတော့ဘယ်သူလဲဆိုတာကြည့်လိုက်အောင်ဘောမသမပြောစကားတစ်ဖက်ကန်းတို့ယုံနေပြန်တော့ပလာတာတစ်ဖက်ရမကတစ်ခွက်ကိုသိန်းတော်ကပြောနေပြန်တော့သတ္တမမျက်မမြင်စိတ်ပင်ရေလောင်းကိုချမ်းသာလဲပါနေတနော်စစ်ဘေးရှောင်းနဲ့အများတကားကလောင်နေပြီနော်စင်ရဲ့အစာငတ်လူတကားစိတ်ထဲမှာကချိန်တနော်နေကြီးကြောင်တောင်ညကြီးမောင်မောင်ပေါ်တာပြီလဲဆွဲနေရောဝဲကြည်လာသူလူအပေါင်းမသေးခင်လေးကြည့်နေတော့မင်းသားဆိုသူဇံကနေကြီးစရာထထပြကြပါလိယောပယံပဒဥဝေနာမင်းသားပေါ်တီဖားနေရောဝတ်ထောဖို့တံငွေမျက်နှာလူတကာငွေကြက်ငတ်နေရောငိုကရီကရွှေပွဲလာသေးသေးကြီးလို့ကနေရောဘုရားတရားခေါ်ပြကိုမယုံဘူးလို့သိဆိုပြန်တော့အတပြားတဝက်အာနာတဝက်စေသက်စာလဲသူယူသနောမတရားကွက်စီမျက်မြင်ထင်ရှားလူဖန်ထောင်ချသေးတံတွေပေါ်အလကားကောင်အတွက်ဖားလာကလွန်နေသနော်ဘုံကျဲလူတိုက်ရွာရကတုံမီရှုံမီလောင်သေးတော့တစ်တော်တွေပြောင်းကြောက်စိမ့်တွေပြောင်းမြမပြည်ကြီးပြည့်စေတော့တိုင်းနာပြည်သူလူအများညီညာသန္တာပြပါရောမင်းခါသူပေါင်းစီဒီယန်ထထလောက်ကြပါလေရောလမ်းတကားလူတကားဝိဖန်ပေါ်တာဆွနေရောတရုတ်ဖားရတာကြုံမျက်နှာဖာတဲ့သာသာရှိနေရောပုံမမှန်တာမိမလားငွေရဖောက်ပွားတစီတော့ဟုတ်ကဲ့ကျင်းနဲ့တက်လေတော့သဘောနော်မင်းသားကတော့ချမောင်စည်းနဲ့သွားရှုပ်လို့တော့မရဘူးမင်းသားချမောင်စည်းနဲ့နော်မန္တလေးသိန်းတော့ပန်းစည်းကင်ပြီးတော့ပြည်သူတွေဒုက္ခပေးခဲ့တာစိုက်ကွာလုပ်ခဲ့တာအခုချိန်นี้လေပြည်သူတွေခက်ခဲကြက်တဲနေအချိန်မှာမှနော်ရွှေရတုတို့ငွေရတုတို့ဘာရတုညတုတုတုဘုတ်တော်ဟွန်းတက်မှာရှောက်လောက်တာဗောနော်အဲ့ဒါကိုတယော်ပြီးတော့ဒါရတဲ့ဆက်ပြဲတီဆိုကားပြပေးတော့တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ပြောချင်တယ်မှာကြီးရှုနေတော်လာမိဘပြည်သူများအားလုံးလဲနောက်ပိုင်းဘလို့မင်းသားတွေထွက်ပေါ်လာမလဲဆိုတာစောင့်ကြည့်အားပေးပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲအထူးပဲကျေးဇူးတင်ပါတယ်